မင်္ဂလာပါ Aurora Living ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel ရဲ့ပထမဆုံးဗီဒီယိုမှာတော့ဘဟုတုတအနေနဲ့အသေးအဖွဲလေးကအစပြောင်းလဲလိုက်ရုံနဲ့တစ်လလုံးစာတိတိတတ်တာပိုးထွက်လာစေမဲ့လူတိုင်းလက်တွေ့လိုက်နာလို့ရမယ်နေ့စဉ်ချွေတာနည်းလမ်း၅တွေကိုမျှဝေပေးသွားပါမယ်ဒီအချက်တွေကရိုးရှင်းပေမဲ့တကယ်လို့ချင်ရင်သိအိတ်ကတဲ့မှာငွေတွေတိတိတတ်တာပိုးချင်လာစေမှာပါကဲပထမဆုံးအချက်အနေနဲ့ကတော့50 30 20စီးမြင့်ဘတ်ဂျက်တင်ဖြစ်ပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့ဝင်ငွေကိုအပိုင်း၃ပိုင်းခွဲခြားတာဖြစ်ပါတယ်။50 ရာခိုင်နှုန်းဆိုတော့မရှိမဖြစ်လိုအပ်ချက်တွေအတွက်ထားတင်တာဖြစ်ပါတယ်။ဥပမာအိမ်လာစားမီးဖို့စားစရိတ်တွေပေါ့နော်။နောက်ထပ်30 ရာခိုင်နှုန်းဒါတွေကတော့ကိုယ့်ရဲ့အလိုဆန္ဒတွေအတွက်ဖြစ်ပါတယ်။ဥပမာရှောက်လဲတာတွေ shopping ထွက်တာတွေနောက်ထပ်20 ရာခိုင်နှုန်းအဲ့ဒါကတော့စုဆောင်းတာနဲ့အကျွေးဆက်တာအတွက်ဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာကကြတော့ပတ်စံရတာနဲ့အရင်ဆုံး20 ရာခိုင်နှုန်းကိုစုဝေစင်းနဲ့ထည့်လိုက်ပါနော်ကျွန်တော်မှတော့မှနံပါတ်1အချက်အနေနဲ့ကကြတော့မဝယ်ခင်48နာရီဆောင်ပါအဲ့မှာဆိုရင်ကျွန်တော်တို့တနေ့ online shopping တွေလုပ်ကြတာရှိရဲ့အဲ့မှာပစ္စည်းတစ်ခုခုတွေ့လို့ဝယ်ချင်စိတ်ပေါက်လာလို့ရှင်ချက်ချင်းမဝယ်ပါနဲ့စင်အောင်ထဲမှာထည့်ပြီး48နာရီစောင့်ကြည့်အချိန်ပြည့်သွားတဲ့အချိန်မှာအဲ့ဒီပစ္စည်းကိုမလိုတော့ဘူးလို့ခံစားရတာမျိုးခဏဖြစ်တတ်ပါတယ်ဒါကအပေါ်သုံးဆွဲဖို့အများကြီးရှော့ချမိပါတယ်ချက်နံပါတ်3အနေနဲ့ကကျတော့အပြင်းစားရေးရှော့စားတာပဲဖြစ်ပါတယ်နေ့တိုင်းကျမတို့အပြင်မှာ coffee တောက်တယ်ထမင်းစားတယ်အဲ့ဒါတွေကမတိမတာနဲ့ငွေကိုအများဆုံးအပိုင်းပဲဖြစ်ပါတယ်လက်တွေ့လုံနေအနေနဲ့ကတော့တပတ်စာဘာချက်မလဲဆိုတာကိုကြိုးစဉ်းစားထားပြီးတော့အစည်းအဝေးပါအိမ်ကနေတမင်းကြိုက်ထည့်သွားတာကျမရဲ့အတွက်လည်းကောင်းတယ်လို့မျိုးဒီလောက်ဝေးအများကြီးပို့စုမိစေပါတယ်ရှင်အချက်နံပါတ်4အနေနဲ့ကကျတော့ကားနဲ့တည်ပို့ဆောင်ရင်အိမ်နဲ့နီးတဲ့နေရာဆိုရင်ဒါမှမဟုတ်ကိုသွားချင်တဲ့နေရာနဲ့နီးရဲ့အခါမှာလမ်းလျှောက်တာဒါမှမဟုတ်ဘတ်ကားစီးရမျိုးတွေကိုလုပ်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုလုပ်ခြင်းအပြင်နဲ့တက်စီကားတွေကိုတက်နိုင်တဲ့လောက်ကျွန်တော်ရှော့ချနိုင်ပါတယ်။နောက်ဆုံးနံပါတ်ဖြစ်တဲ့အချက်5 subscription တွေကိုစစ်ဆေးပါ။ဘာလဲဆိုတော့ Netflix တွေ Spotify တွေဒါမျိုးတွေပေါ့နော်မသုံးဖြစ်တဲ့ app တွေအတွက်လမ်းစဉ်ကြီးပေးနေရတယ်ကိုပြန်စစ်ကြည့်ပါမလိုတာတွေကို cancel လုပ်လိုက်ပါတကယ်တော့လေချွေထားရဲဆိုတာကလေငញ្ញက်ပြက်နေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ငွေကြေးတွေကိုစနစ်တကျစီမံတာမျိုးပဲဖြစ်ပါတယ်ဒီနီလန်းလေးတွေကိုစမ်းသုံးကြည့်ပြီးတော့ဘယ်နှစ်ရက်လောက်မှထူးခြားလာလဲဆိုတာကို comment မှာပြခဲ့ပေးပါအောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်